你那样设备咋比啦？ တဲ့မင်းနဲ့ငါလည်းပြောအောင်မင်းစောက်ကဘယ်လောက်မို့လို့ 趴一呢，暖一呢，我中间嘛对比过。 တဲ့ငါဖိုင်းနေအဲ့တော့မင်းဘာဖြစ်သွား 冇得嘛，趴一呢，不配不呢，我中间嘛对比过。 ဒီနေ့ပြီးရတယ်ဘူဖေးပြီးသွားမဟုတ်တော့ 再比趴一最佳的你上他来喏。 ကြောက်သွေးပဲဒုက္ခနိုင်မယ်မင်းလောက်ကောင်ပြောအရှုံးမပေးနိုင် 趴一没叫拉他呗，俺没拉着慢的啦。呀，没把我撇让俺安慰喏。 တဲ့မင်းနဲ့ငါလည်းပြောအောင်မင်းစောက်ကဘယ်လောက်မို့လို့ 呀，没那样嘛，雷子那你撇他啦。 ငါတဲ့တော့နှစ်နှစ်ကြီးသေးရ 啊，有个努力咯，大呀。 အိုင်းကြီးရကွာမင်းနဲ့စကားပြောလာမဟုတ်မင်းကိုဖြုတ်ဖို့လား 再比哪里？你那钓那刀可能好玩呀没啦？俺说要你在打啥嘛？ ဝိုင်းရှင် တဲ့မင်းအိမ်ဝင်ကရှယ်ကြီးပါ 谁玩老么的呢？把那被他攻来表 ဒါ 了。 မင်းကောင်ကကုန်တယ် 啊，再比你嘞？ ဟုတ်ကဲ့ဒါဆက်ပေးတာပဲမလား 哎呀，你嘞那要你，不能通常来设备的喽。 ပြတာနဲ့ဆက်ပေါ့ 那谁？你嘞？哇，最佳的你上他来，玩虎皮多，没办的嘛，是不是？ လို့ပါဘူးလို့ပါဘူးခဏနေဘာကြီးဘာကြီး 八八一刀。 အထားလေးကွာ 啊，没有，我懂你变啥不啦？你第 ဟာ 三 ငါ 把。 တောင်ပါလို့မရဘူး 啊，你话都没有的。 အပြန်ဝေဒီမှာတောက်လို့ရ ရတယ် အဲ့ခဏဆောင် ဟုတ်ပြီဗျာဖားရတော့လောက်ပြီစတော့မစရသေးဘူးကြာလိုက်တာဖားရ ရောက်လာပြီရ ဟာဘယ်ဘက်ကနေရောက်တာတော့ ရအဘကဝယ်ရ 3 2 1 go ကြည့်လိုက်အောင် ဟာရမရဘူးလေဘာထဲမှာမင်းအိမ်ကွန်းကငါ့ကိုစီကန်းချက်တွေပါလောက်ထားတယ် အေးဟုတ်တယ်ဒီ ဟောမင်းကောင်နိုင်မှတောက်လို့ရမယ်ဒါပဲရ လို့တခုလုံးလိုက် ဟမ် တခုလုံးလိုက်တခုပြန်လိုက်လी ဒီလိုလုပ်လိုက်ကွာသုံးလက်သားတစ်ပြားကိုပြန်တွတ်မယ်မင်းကုန်ရင်မင်းဘီယာတောက်ခွင့်ပေးမယ် โอเคโอเค โอเค ready ပဲနော် ready ပဲ 1 2 3ကဲမင်းအဲ့လိုစားနေမှာငါဘယ်လိုတောက်ရအောင်မလဲတိုင်ဝန်တခုဆိုတော့နော် ဘာပြရင်တော့မင်းပြောကွာလို့မင်းကဟိုပေးမယ် ကြမဲလုံးလိုက် တက်မင်းပြိုင်ပါဘောနော် okay ready ပဲလားမင်းခေါ်လိုက်ကွာလို့ 3 1 2 3အဒီပဲမဟုတ်သေးဘူးကွာ 你这边让我自己抓鱼。 အတိတ်ရောမရှိကွာငါဒီနေ့တောက်အောင်မလား ဘာကျွတ်နေရတော့ခုမှအစပဲရှိသေးတယ် ဟာရဲတောက်ချင်းနေပြီကွာ မင်းအောင်နည်းနည်းချော်ပေးလိုက်မယ်ကွာ အေးဘာလို့ကွာ ငါခုတ်သားနှစ်ပြားစားမယ်မင်းတစ်ပြားပဲကောအောင်စားနိုင်မင်းကိုတောက်ခွင့်ပေးမယ် မင်းနှစ်ပြားနော် 1 2 3 โอเคတောက်မရလက်ကျွတ်ပြီအာကောင်းတယ်ကွာ အတီးတော့ပါလား ဟာဖားယူပဲသိပေါက်လိုက်ဥပါရတယ်ဒီရဝယ်ရတယ်မဟုတ်သေးဘူးကွာ ခဏတော့ကွာမင်းရတယ် ဟိုဘောကဒီနေ့အားရတယောက်လွတ်လိုက်ကွာငါဒီမှာသိပူနေပြီရက်မရဘူးကြားတယ်ကွာမင်းလာရအောင်ငါမင်းလာပြိုင်ပါ ဘူဖေးပေးဆိုညတာ တော့ထိုင်ထိုင်လုံးဘာပြိုင်ပါလို့ 2 1 go ကြောင်တော်ညီတော့မင်းငါလက်ရည်မရှိဘူးတော့မင်းပြိုင်ဖို့အရေးချင်းမမိသေးဘူးတော့ဟာဖိုက်ပါဖြစ်လား ရဘာဖြစ် မင်းရပြောတော့ လေးပါ ဟိုအမနာနဲ့ဘာမှမပြောဘူးတစ်ခုဖြစ်သွားမှာဆိုလို့ ညောင်ကသွေးလေးလာပြီ ဟာကိုတိုးပြီတယ်လေ ညဆောင်းစားတာဟုတ်ရပါမင်းငွေဆိုတော့ဟာဒီဘက်ရှုံးလိုက်ဒါပဲရဝဲတဝဲတည်ပဲကြီး ဘူဖေးပြင်ပါလို့ အေးပါမင်းငွေဆိုမင်းလို့ဟုတ်နောက်တစ်ဝဲတွေ့အောင်မယ်ဘာလို့ပါမင်းနောက်တစ်ဝဲ နောက်တစ်ပွဲအပြေးပြိုင်မယ်ကွာ အပြေးပြိုင်ပါโอเค နောက်တစ်ပွဲကိုမင်းနဲ့ငါနဲ့မန်းလေးမှာကျုံတစ်ပတ်အပြေးပြိုင်မယ် တော့တော့ငါပြန်လိုက်တော့ โอเค နော်ညီဒါလေးပတ်သက်တော့ပြီပါ ဟာ